နန်းကြီးတို့ကလေးကိုအိမ်မှာလွယ်လွယ်ကူကူလှုပ်ရှားပြတာနဲ့လုံနီးလေးတင်ပေးလိုက်ပါတယ်ဒါလေးကတော့လုံးဝမမြန်ဆန်ဆန်လွယ်လွယ်ကူနဲ့လှုပ်တဲ့နီးလေးပါအရင်ဆုံးခင်းစင်းလေးနှလုံးနဲ့ဒီစက်သွန်တစ်လုံးကိုစက်သားချက်ဖို့အတွက်အရင်လွှာထားလိုက်ပါမယ်စီတင်းတင်းထည့်ပါမယ်အများကြီးတော့မထည့်တော့ဘူးပေါ့နော်စက်သွန်နေအရင်စီချက်တက်ပါမယ်ပြီးတော့ခင်းစင်းလေးလွှာထားလေးထည့်မယ်ကျွန်မစီအများကြီးမထည့်တာကစီဝါစီနီချက်တဲ့ခါလဲစီရထည့်အောင်မှာဆိုတော့ပေါ့နော်အဲဒီမှာအများကြီးမထည့်တော့ဘူးပုံမှန်လေးပဲပေါ့ပြီးရင်သားချုံမုံလေးနဲ့ထည့်ပါရဲ့ခင်းစင်းလေးလိတ်လာပြီဆိုရင်တော့ခဏပြုတ်ထားပြီးတာဒီချက်သားတွင်ထားပြီးတော့ထည့်ပါရဲ့မပြုတ်ထားပြီးတော့မထည့်ချင်အစိမ့်ထည့်လိုက်ရတယ်ပေါ့နော်ဒါကျိုးပြီးတော့လုံထားလိုက်ကြမှာပေါ့ကွာပြီးတော့စီနီချက်သွားမယ်စီနီအတွက်ကတော့ဘာမှမလိုပါဘူးမဲဥကြမုံနဲ့အယောင်နေမုံလေးကိုထည့်လိုက်ရမယ်ပေါ့နော်တူးတော့မှဆိုလို့စီအရင်ချက်တဲ့အခါမှာမီးပိတ်ပြီးတော့ထည့်တာဖြစ်ပါတယ်ဒီနေရာမှာအယောင်ပိုပြီးရေးခြင်းနေဆိုရင်တော့အယောင်နေမုံကိုနောက်ထပ်နည်းနည်းလေးပြန်ပြီးတော့ထည့်လိုက်ပါနော်ဒါတော့အိမ်မှာစားမှာဆိုအများကြီးလည်းမထည့်တော့ပါဘူးပြီးတော့စက်သွန်ဖြူစီချက်ချက်ဖို့အတွက်ဆိုပြီးတော့စက်သွန်ဖြူလေးကိုစိတ်ထားပါမယ်ထောင်းရင်လည်းကောင်းတယ်ပေါ့နော်ဒီမှာတော့စိတ်လိုက်ပါတယ်ပြီးရင်တော့စီတက်ပါမယ်သူ့လည်းပဲမီးပြင်းပြင်းနဲ့မကြော်ပါဘူးမီးအေးအေးလေးနဲ့ပဲဖြည်းဖြည်းကြော်ပေးပါမယ်နော်စက်သွန်ဖြူချက်သွားပြီဆိုရင်တော့စနစ်ပဇွန်ထည့်ပါမယ်စီကိုကော်ထားတဲ့အခါမှာဒီစက်သွန်ဖြူလေးကိုခွဲပြီးတော့အရင်စီကြီးပဲကော်ထားလိုက်တယ်ဟိုတူးရမှာဆိုလို့ပေါ့နော်ပြီးတော့မှခဏနေကြာမှပြန်ပြီးတော့ဖူးတဲ့ထိုင်ရပါတယ်စက်သွန်ဖြူလေးတွေအကုန်ပြင်ဆင်ပြီးပြီဆိုရင်တော့စပြီးတော့တုတ်ပါတော့မယ်ခဏလေးပဲပေါ့နော်ဘာမှကိုမခက်ဘူးမြန်ဆန်လေးလုပ်လို့ရတဲ့နန်းကြီးတုတ်ပါပဲအဲ့တော့နန်းကြီးဘက်ကဒီမှာတော့အကြီးကြီးတော့မဟုတ်ပါတော့နည်းတော့သေးပါတယ်ပြီးတော့စက်သွန်နီထည့်မယ်ရောခဏကြောစထားတဲ့စသားလေးထည့်မယ်ဒါတော့ကြိုက်လောက်ထည့်ပေါ့နော်ကိုယ်ကမတစုံနဲ့နင်းငယ်ပဲထည့်လိုက်တယ်ပြီးတော့စီဝါထည့်တယ်စက်သွန်ဖြူလေးရလည်းအထက်လည်းကျွတ်တယ်ခါလည်းမခောက်ပေါ့နော်တူးတော့လည်းမရှိဘူးပြီးတော့စီနီထည့်ပါမယ်အယောင်လာခြင်းမများထည့်ပေါ့နော်ပြီးတော့ပဲမုတ်တစွန်းထည့်ရယ်နှစ်စွန်းထည့်ပို့ကောင်းပါတယ်ပြီးတော့အကျော်လေးပြီးတော့အချိုးမုံနဲ့ထည့်တယ်ငံပြားလေးနဲ့ပေါက်လိုက်ပါတယ်စားထည့်နေရတယ်ပေါ့နော်ပြီးရင်တော့နေပါပြီမုံဒီဘက်ကနဲ့များသွားရပေါ့နော်အယောင်ကတော့ဆိုင်ကားတွေလောက်ကြည့်တော့မလာပါဘူးအရာသားတော့စားကောင်းတယ်ပေါ့နော်အချင်းမလာပါဘူးအချင်းရှိပါတယ်နောက်နေပြီဆိုတော့ပကံလေးတစ်လုံးထဲမှာလလပပလေးဆင်လိုက်မယ်ပေါ့နော်လပမဆင်လည်းပါတော့ဖြစ်ပါဘူးလပလေးဆင်ပြီးတော့စားလို့ရပါပြီတမရချင်းလေးညှက်ထားတိုင်းတော့လောကစားကောင်းတယ်ပေါ့နော်